မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Gizani Mobile မှာကြိုဆိုပါတယ်ဒီနေ့မှာတော့ဗောနော်ဒီ Hot Air ဗောနော်ဒီ Queen 2008ဗောနော် Queen 2008လေးကိုဗောနော်လာပြီးတော့ဒီပြပေးမှာဗောနော်တချို့ customer တွေဆိုရင်ကိုကြီးဘယ်လိုပုံစံမျိုးလေးလဲ Queen 2008ကပါညာဗောနော်ဒီလိုမျိုးလာမေးတာတွေရှိတယ်ဗောနော် Queen 2008မှာဘယ်လိုပုံစံမျိုးလေးပါတယ်ဘယ်လိုပုံစံမျိုးလေးရလဲဆိုတော့ကိုကြီးဒီနေ့မှာထပ်ပြီးတော့လုပ်ပြပေးမှာဗောနော်အရင်တော့ကလည်းဒီဗောနော်ဒီကောင်လေးတွေကိုကိုကြီးထုတ်ပြပေးတာတွေကိုဗီဒီယိုတွေပုံမှန်လုပ်ပေးခဲ့တာရှိတယ်အခုတလောမလောက်တာကြာပြီပေါ့နော်ဒီတလောကလည်းဒီပေါ့နော် hardware 2တွေပဲဝယ်ကြတဲ့ခါကျတော့ကြောဒီပေါ့နော်ဒီမလောက်တာလည်းတော်တော်လေးကြာနေပေါ့နော်ဒီတစ်ခါတော့ကြောပြန်ပြီးတော့ပေါ့နော်ဒီဗီဒီယိုလေးတွေကိုပုံမှန်ပြန်လုပ်ပေးဖို့ပေါ့နော်အဲအကြောင်းမလို့ဒီပေါ့နော် Queen 2008 model လေးမှာဘာတွေပါလဲဆိုတော့ကြောထုတ်ပြပေးမယ်ပေါ့နော်ဒီမှာဆိုရင်ဒီလိုမျိုးပေါ့နော် Queen 2008ဆိုတော့ဒီ SMD ပေါ့နော် reward station ဆိုတော့ဒီလိုမျိုးပေါ့နော် check it out ပေါ့နော်ဒီကောင်လေးပါမယ်ပေါ့နော်ဒီစာအုပ်လေးတစ်ခုပါမယ်ပေါ့နော်တော့မှဆိုရင်ဖော်လေးပေါ့နော်ဒီလောကကောင်းတယ်ပေါ့နော် hardware 2တွေလောက်ဝယ်ကြတာများတယ်ပေါ့နော် hardware 2တွေလောက်ဝယ်ကြတာများတယ်ပေါ့နော်ချို့ဆိုလို့ရှိရင်ဗီဒီယိုတွေလုပ်ပေးထားတော့တွေ့တယ်ဘယ်လိုပုံစံမျိုးလေးပါလဲပါညာပေါ့နော်တချို့ကတော့ရှေ့တင်စင်ရပေးပါလားပါညာပေါ့နော်အဲ့လိုမျိုးပြောတာများလို့ပေါ့နော်ပြန်ပြီးတော့လုပ်ပေးတာပေါ့နော်ဒီလိုမျိုးပေါ့နော်ပုံစံကတော့ဒီလိုမျိုးပေါ့နော်ဒါက Queen 2008ပေါ့နော်ဒါ Android သမားတွေအတွက်ဆိုရင်တော့မရှိမဖြစ်ပေါ့နော် Android သမားတွေအတွက်မရှိမဖြစ်လို့ပဲပြောရမလားတော်တော်များများတော့သုံးကြပါတယ်မရှိမဖြစ်မဟုတ်ပေမဲ့လည်းတော်တော်များများတော့ကြိုက်ကြတယ်ပေါ့နော်ဒီတော်တော်များများကြိုက်ကြတယ်တော်တော်များများ recommend ပေးခိုင်းတဲ့ခါကျရင်လည်း Queen 2008ပဲ recommend ပေးကြတော့ Queen 2008ပဲလာပြီးတော့ဝယ်ကြတာပေါ့နော်ဒါအခုမှစလုပ်တဲ့သူတွေအတွက်လည်းပြောရတော့လေဒီအရင်တော့ဆိုဘယ်လိုမျိုးတွေရှိလဲဆိုတော့ဗာလဲခဲကောက်တစ်ဖက်ဒီဘက်ကကြာလို့ရှိရင်ဗာလဲ hot air ပေါ့နော်တစ်ဖက်ဆိုလို့ရှိရင်အဲ့လိုမျိုးတွေကြောင့်ကြောကြီးဆိုလို့ရှိရင်ရောင်းလည်းမရောင်းဘူးပြီးတဲ့ခါကြာလို့ရှိရင် recommend လည်းမပေးဘူးဒါကြောကြီးမှာဈေးနှုန်းတွေလာမေးတဲ့သူတွေဆိုလည်းကြောကြီးတစ်ခါလေးရှင်းပြလိုက်တယ်ဒီလိုမျိုးတွေကတော့ဗောနော်ဒီကောင်လေးတွေဆိုရင်တော့တကယ်လုံးတဲ့ခါကျရင်ရမှာမဟုတ်ဘူးပါညာဆိုကြောကြီးတစ်ခါလေးရှင်းပြပေးလိုက်တယ်ဒီလိုမျိုးပေါ့နော်ဟိုတစ်ခုဆိုတစ်ခုပေါ့နော်ဟိုကိုမဝယ်နိုင်သေးလို့ရှိရင်လည်းထပ်ပြီးတော့စုလိုက်ပေါ့နော်ဒီလိုမျိုးပစ္စည်းကောင်းလေးတွေကိုပဲစုဝယ်ပစ္စည်းကောင်းလေးတွေကိုစုဝယ်ပြီးတော့တကယ်အလုံးလုံးလို့ရတဲ့ဟို set တွေကိုပဲဝယ်စီချင်တာမဟုတ်တော့ဒါကိုယ့်ရဲ့ customer တွေပေါ့နော်ဒါခါနေကြလို့ရှိရင်ပစ္စည်းတွေတော့အများကြီးရှိလာတယ်ဗျာဒါမဲ့တကယ်လုံးလို့ရတဲ့ပစ္စည်းမပါတဲ့ခါကျရင်တကယ်လုံးတဲ့ခါကျလို့ရှိရင်ပေါ့နော်ဒီ customer ပစ္စည်းတွေကိုကပြင်တဲ့ခါကျလို့ရှိရင်ပေါ့နော်ဒီအယောစရာတွေနဲ့ပဲကတ်နေမှာပေါ့နော်အဲဒါကြောင့်မလို့ဟိုပစ္စည်းဝယ်ဖို့ရန်ကြီးမလောနဲ့ပေါ့နော်ဟိုကဝယ်နိုင်တယ်အခုမှပစ္စည်းတစ်ခုဝယ်နိုင်တယ်ဗျာပစ္စည်းတစ်ခုပဲဝယ်နှစ်ခုဝယ်နိုင်နှစ်ခုဝယ်အဲ့လိုမျိုးစုသွားပေါ့နော်ဖြည်းချင်းစုသွားပေါ့နော်တခါတည်းနဲ့အကုန်လို့ရှင်နဲ့ရတဲ့ပစ္စည်းတွေပဲစုမယ်ပါညာဆိုရင်အဲ့လိုမျိုးမလုပ်ရဘူးပေါ့နော်ပစ္စည်းတွေကတခါလေကြားလို့ရှိရင်ဟိုပစ္စည်းကောင်းတွေတော့မှဗျာတကယ်လုံးတဲ့ခါကြားလို့ရှိရင်တော်တော်လေးဟိုတိုင်ပတ်တယ်ပေါ့နော်တခါလေကြားလို့ရှိရင်ပေါ့နော်အားကြောင့်မလို့ပစ္စည်းဝယ်မယ်ဆိုရင်မလောပါနဲ့လို့ပဲပြောရှင်တော့ဗောနော်တခုဝယ်နိုင်တခုပဲဝယ်ပေါ့နော်အဲ့လိုမျိုးဒါတော့ Queen 2008ဒီပုံစံလေးဒါက mobile ဆရာတွေလက်ဆွဲပေါ့နော်ဟဲ့iPhone သမားတွေလည်းသုံးတယ်နော် iPhone သမားတွေလည်းသုံးပါတယ်နော်တချို့ဆိုရင်နှလုံးကင်တယ်အခုနောက်ပိုင်းဆိုရင်ဘယ်ကောင်ပေါ်လာလဲဆိုရင် YCS က R1 Pro လို့ပေါ်လာတယ်ကျွန်တော်ဆိုရင်ဘယ်ကောင်ရှိလဲဆိုရင်quiz ပေါ့နော်ဒီ661 DW လို့နှလုံးတွေပါညာပေါ့နော်ဒီလိုမျိုးသူတို့တွဲကင်ကြတာပေါ့နော်မဆိုရင်သူကဒီလိုမျိုးလေးပေါ့နော်အကန်ဒီလိုပုံစံမျိုးလေးလာတယ်ပေါ့နော်ဒီပုံစံမျိုးလေးပါမယ်သူမှဆိုရင်လို့ရှိရင်ခေါင်းကဘယ်နှခေါင်းပါလဲဆိုရင်ခေါင်းကတော့ဒီလိုမျိုးဟို၄ခေါင်းပေါ့ဗျာခေါင်းကတော့၄ခေါင်းပါတယ်ဒီကောင်လေးကိုကျွန်တော်တို့ကဘယ်မှာတက်မလဲဆိုဒီကောင်လေးကိုကျွန်တော်ဒီဘက်ဘေးလေးမှာပေါ့နော်ကျွန်တော်တို့ကတက်ရမှာဒီမှာဒီကောင်လေးကတော့ဘေးမှာတက်ရမှာပေါ့နော်ဒါပစ္စည်းတွေပါညာတင်လို့ရအောင်ပေါ့နော်မူလေးလိုက်ချက်ဒါကတော့ဒီဘေးလေးမှာပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးဟို hot air gun ကိုပေါ့နော်ဒီတင်ဖို့အတွက်ပေါ့နော်တခုကတော့ဘေးမှာကျွန်တော်တို့ဒီမျိုးထည့်ရမှာပေါ့နော်
ဆိုရင်ဒီဘေးလေးမှာတင်မယ်ပြီးတဲ့ခါကျလို့ရှိရင်ဒီမှာဆိုရင်ကျွန်တော်တို့ဒီနည်းနည်းကြက်လေးပေါ့နော်ကြက်လေးကပ်ပေါ့ကျွန်တော်တို့ဒါဒီလိုမျိုးပြီးတဲ့ခါကျလို့ရှိရင်ဒီမှာပေါ့နော်ခေါင်းကကျတော့ကိုတက်မဲ့ခေါင်းပေါ့နော်ကိုကြိုက်တဲ့ခေါင်းပေါ့ဒီမှာဆိုရင်တေးလေးပေါ့နော်တေးလေးကအနီးကပ်ဒဲမှုတ်မယ်ဆိုလို့ရှိရင်ဒီမှာတေးလေးပေါ့နော်တေးလေးရှိမယ်အဲဆိုရင်ခေါင်းကြီးပေါ့နော်ခေါင်းကြီးကိုကြိုက်တဲ့ခေါင်းရွယ်စားတက်ပေါ့နော်ဒီမှာဟိုဒီခေါင်းတစ်ခုကိုတက်မယ်ဆိုလို့ရှိရင်ဒီမှာခေါင်းတစ်ခုကိုတက်ထည့်လိုက်မယ်သူကရစ်လေးပါတယ်ဒီဘက်ကိုနည်းနည်းလေးလှည့်လိုက်ပေါ့နော်ဒီကောင်ဆိုလို့ရှိရင်ဒါpower club ပေါ့နော်ဒါ switch ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီမှာမှုတ်နေပြီဒီကောင်ဆိုရင်ဒါဟိုဗာလဲလေပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီလေဘယ်လောက်ယူမလဲပါညာပေါ့ဒါချိန်မှာပေါ့နော်ဒါဆို channel 1ဆိုရင်ဒီမှာ channel 1တစ်ချက်နှိပ်လို့ရှိရင် channel 1 channel 2ကိုနှိပ်လို့ရှိရင်ဒီမှာ300 channel 3ပေါ့နော်ကိုပေါ့နော်လိုတလောက်ကိုတတ်မှတ်လို့ရပဲเนาะဥမာဒီမှာတွေ့လားဒီလိုမျိုးပေါ့နော်ဟုတ်ဆိုလို့ရှိရင်လည်းဒီမှာ channel 1ပေါ့နော်ဥမာ channel 1ကိုသွားမယ် channel 1မှာ100ပဲဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ကလေကိုကျတော့80လောက်ထားမယ်ဆိုရင်လေကို80လောက်ပေါ့ဥမာ60လောက်ဆိုရင်60ပေါ့နော်ဒီမှာ60ပေါ့နော်ပြီးဒီမှာ channel 1ဒီမှာအပူပေါ့နော်အပူကိုတင်ချင်တယ်ဆိုလို့ရှိရင်အပူဒီမှာကောင်လေးကိုပေါ့နော်စက်တိုက်နေတာဥမာ250ဆိုရင်250အထိသွားလိုက်ဒီမှာ250ဆို250ပေါ့နော်ကိုဒီမှာ short မယ်ဒီမှာတင်မယ်ပေါ့နော်အဲ့လိုမျိုးအပူချိန်တွေတင်လို့ရမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီနောက်ကကြလို့ရှိရင်ကျွန်တော်ဒီလေပေါ့နော်လေကိုဟိုဘလောက်ကွာဝေးထိမှုတ်မှာလဲပေါ့နော်အဲ့လိုမျိုးပေါ့နော်လေကိုတင်းရှင်တင်လေ short ဝဘွားလေးပေါ့နော်ဒီလိုမျိုး short ကျင် short ပေါ့နော်ဒါကတော့ power key ဒီကောင်ကကြတော့လေကိုအတင် short လောက်တာဒီကောင်ကကြတော့ channel 1 channel 2 channel 3ပေါ့ဗျာဥမာကျွန်တော်က250နဲ့ဒီကောင်တတ်မှတ်ထားခြင်းလို့ကြာလေးနှိပ်ထားလိုက်ဒါဆိုရင်ကျွန်တော်က channel ဥမာပဲဗျာဒီကောင်ကိုကျွန်တော်က channel 2ကိုတောင်းတယ်ဗျာဒီမှာမှုတ်နေ channel 1ကိုတွားလိုက်တာနဲ့250 auto ပေါ့နော်250 auto ကျွန်တော်ကအများနဲ့ like ချိန်နေကြမလို့ဥမာ channel 2ကိုကျွန်တော်ကဒီမှာဆို channel 2ကိုကျွန်တော်က320လောက်ထားမယ်ဗျာအပူ320လောက်ထားမယ်ဗျာဒီမှာလေကကြတော့ကျွန်တော်80လောက်ပဲထားမယ်ဒါဆိုရင်ကျွန်တော်ကတတ်မှတ်လိုက်မယ်ဒီကောင်2မှာဆိုလို့ရှိရင်ဒီကောင်ကိုအသေးတတ်မှတ်လိုက်မယ်ကျွန်တော်ကဟိုလိုအပ်လာလို့ရှိရင်အများနဲ့ setting ချိန်မနေဘူးတစ်ခါတည်းပေါ့နော်ဒီမှာဆိုရင် channel 1ကိုသွားလို့ရှိရင်250 channel 2ကိုသွားလိုက်ရင်320အဲ့လိုမျိုးပေါ့နော်တခါတည်းအသေးချိန်ထားတာပေါ့နော်ကိုကဟိုအချိန်မကုန်တော့ဘူးဗျာတစ်ခါလောက်လို့ရှိရင်တစ်ခါအများနဲ့ချိန်နေကြမလို့ပေါ့နော်ဥမာဒီကောင်လေးပေါ်တင်လိုက်နေဆိုရင်သူက auto ပြန်ပြီးတော့ကျသွားတယ်ဒီကောင်လေးကိုကင်လိုက်ရင်လေပူချိန်ပြန်ပြီးတော့တက်လာမယ်ဒီကောင်လေးကိုပြန်ချလိုက်မယ်ဆိုသူက auto ပြန်ပြီးတော့ကျသွားမှာပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒီကောင်လေးကတော့လေဒီကောင်လေးက channel ပေါ့နော်ဟိုဒီကောင်လေးကကြတော့လေုံမအတင်ဟိုမှအတင် short ပေါ့နော်အဲ့လိုမျိုးလောက်တာပေါ့နော်ဒါက P2008 model လေးကတော့ပေါ့နော်ဒီလိုမျိုးဟို mobile ခုမှစပြီးတော့ mobile လောကရဲ့စဝင်နေဒါမှမဟုတ်လို့ရှိရင်ကိုကစပြီးတော့ပေါ့နော်ဒီ hardware 2တွေစဝင်မယ်ဆိုရင်ဟဲ့ပေါ့နော်ကျွန်တော်ကတော့ဟိုပတ်ဆက်မတက်နိုင်လို့ကိုကြီးဘယ်လောက်ကနေစပြီးဝယ်ရမလဲဆိုကြောကြီးကတော့ဒီကောင်လေးကိုပဲပေါ့နော်ဟို recommend ပေးတယ်ဒီကောင်လေးကိုပဲစပြီးတော့ဝယ်စီချင်တာပေါ့နော်ဟိုတကယ်လဲအလုပ်လုပ်လို့ရတာဖြစ်တဲ့အတွက်ပေါ့နော်ဒီကောင်လေးကိုပဲဝယ်စီချင်တာပေါ့နော်ဟို Android အတွက်ကတော့တော်တော်လေးကိုအဆင်ပြေတယ်ပေါ့နော်ဒီ iPhone တွေအတွက်လည်းတချို့ဟာတွေတော်တော်လေးအဆင်ပြေပါတယ်ဒါပေမဲ့ကိုကဟိုတကယ်လို့ပေါ့နော်ကိုကဟို iPhone မှာဆိုလို့ရှိရင်ကိုကထပ်ပြီးတော့ပေါ့နော်ဒီ update မြင့်ရှင်တယ်ဆိုလဲတခြားပေါ့နော်ဒီပေါ့နော်ကိုယ့်661 DW တို့လိုမျိုးပေါ့နော်ဒီလိုမျိုးဟို model မြင့်နေနဲ့တွဲကင်လဲရတာပေါ့နော်ဒါကောင်လေးဆိုရင်လည်းတော်တော်လေးအဆင်ပြေတာပေါ့နော်ဒါကြောင့်မလို့ဒီလိုမျိုးပေါ့နော် hardware 2တွေပေါ့နော်ဝယ်ချင်တယ်ဆိုရင်ကိုကျော်တို့စီမှာလာပြီးတော့ဝယ်ယူလို့ရတယ်ပေါ့နော်ဒီထိုင်းနိုင်ငံနှံ့အောင်ပို့ဆောင်ပေးပါတယ်ပေါ့နော်ဒီလိုမျိုး hardware 2တွေလိုသလောက်ရမယ်ပေါ့နော်ပြန်ရောင်းချင်တယ်ဆိုလည်းကိုကျော်တို့စီတစ်ခုနဲ့လုပ်ပေးမယ်ပေါ့နော်